ဒီနေ့ဖုန်းသွားဝယ်ပါတယ်ဖုန်း17 Pro Max သွားဝယ်တယ်သွားဝယ်တော့ရှာသီးတို့ကလည်းအေးတယ်သွားလိုက်တယ်ထဲရောက်တော့အကုန်လုံးတော့ကြိုက်တယ်အကုန်လုံးကြိုက်တယ်သို့တော့ရွှေရသေးတယ်ရွှေနဲ့အဲ့ဒီ sliver ရောင်လေးကိုပဲရှုဖြစ်လိုက်တယ်sliver ရောင်လေးရှုဖြစ်တော့အဲ့ဒီက service ကသူကပြောတယ်မှန်မကွဲတို့ဟိုအားလို့ယူအောင်မလားတဲ့ cover တွေပါလေယူအောင်မလားတဲ့မယူဘူးငါ online မှာမယ်ပြောလိုက်တယ်ပြောပြီးတော့ချက်ချင်းပဲရပါတယ်ဘာမှတော့စောင့်စရာမလိုဘူးလူချင်းပေးဝယ်ပေးမဲ့သူကိုလည်းလှမ်းပြီးခေါ်ရသေးတယ်အဲ့နေလို့ဖုန်းဆက်ပြီးတော့ခေါ်ရသေးတယ်ပြရသေးတယ်သူကိုလည်းပြတော့သူကြိုက်တဲ့အယောင်လေးလည်းဖြစ်တယ်အားလုံး confirm ဖြစ်တယ်ဆိုတော့ချက်ချင်းပဲ confirm ဖြစ်တယ်ဆိုတော့ဘာမှတော့ပြောမနေတော့ချက်ချင်းပဲချက်ချင်းပဲငွေချေလိုက်တော့တယ်ချက်ချင်းပဲငွေချေလိုက်တယ်ကတ်နဲ့ပေးမလားတော့မေးပါတယ် cash ပေးမလားဆိုတော့ကိုယ်ကလည်းစုထားတယ် credit နဲ့ monthly ယူမလားပါ cash ပေးတယ်ကျွန်တော်မယူဘူး cash ပဲပေးတယ်ဘာလို့လဲဆိုတော့ကျွန်တော်အကျွေးကိုကျွန်တော်လုံးဝမကြိုက်ပါဘူးဒီပတ်စံ1300လောက်ကတကယ်ဆိုလို့ရှိရင်1900လောက်တော့1500လောက်တော့ကြာမယ်အကျွေးနဲ့ဆိုလို့ရှိရင်ပေါ့နော်အဲ့တော့ဝယ်နိုင်ရင်ဝယ်တယ်မဝယ်နိုင်ရင်အနားတော့ကျွန်တော်ကတ်မလျှောက်ဘူးဒါကျွန်တော်ရဲ့မူပဲပေါ့နော်ဝယ်ပြီးတော့အကျွေးနဲ့ကင်ပြီးတော့အကျွေးနဲ့ဝယ်ပြီးကင်ရမယ့်ဟာမျိုးကတော့လုံးဝမကင်ဘူးမဝယ်နိုင်ရင်မဝယ်ဘူးဒါပေမဲ့ဝယ်နိုင်ရင်လည်း cash ပေးပြီးဝယ်တယ်မဖြစ်မနေတန်မိုးအရန်ကြီးတဲ့ဟာလောက်ဆိုရင်တော့အကျွေးဆိုရင်တော့ဝယ်ရတာပေါ့နော်ဥပမာကားတို့အိမ်တို့ဆိုရင်တော့ဒီလောက်ငွေအမောင်းနဲ့ရတော့ကိုယ်တွေလည်းဝယ်နိုင်တယ်ဆိုတဲ့အတွက်ကြောင့်လုံးဝအကျွေးနဲ့ဘယ်တော့မှလည်းမဝယ်ဘူးအဲဒါကြောင့်လို့ပေးနိုင်ရင်ဝယ်တယ်မပေးနိုင်ရင်မဝယ်နိုင်သေးဘူးဆိုလို့ရှိရင်ဒါကိုယ်နဲ့မထိုက်တန်သေးလို့ပဲအဲ့လိုပဲကိုကတော့သဘောထားတယ်ပတ်ဆိုင်ကလည်းကားထဲမှာကြံခဲ့တာဆိုတော့မိမစီက4-5ချက်လောက်တော့ယူလိုက်တယ်ကဲလူချင်တာလည်းရပြီဘာမှလည်းခက်ခဲလည်းမရှိဘူးပြီးပြီပြန်တော့မယ်ဝယ်ပြီးပြီဆိုတော့ပြန်ပြီဒါပါပဲ